Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပြင်းပြင်းရင်းရင်းနဲ့ဒီ bulldog series တဲ့ကဒီ cheese noodle flavor လေးကိုtry အောင်လုပ်ထားရပေါ့နော် channel ကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့အောင်နော်ပထမဆုံးအနေနဲ့ဒီ noodle လေးတွေကိုရေနွေးတဲ့ကိုပြုတ်မယ်ပေါ့နော်ပြုတ်ပြီးတော့ပြီဆိုရင်တော့ဒါကတော့လိုအပ်တဲ့ပစ္စည်းပါချက်ဥနှလုံးရယ်ဝုတ်ချောင်းကြိုက်ရင်လည်းထည့်ပေါ့နော်ညီမကတော့ကြိုက်ပါတယ်အဲကြောင့်ထည့်လိုက်တယ်ပြီးရင် cheese အပြားလေးလိုမယ်ခေါက်ဆွဲလေးတွေနူးလာပြီဆိုရင်ရေစစ်ထားလိုက်မယ်ပြီးရင်တော့ချက်ဥနှလုံးကိုကြော်လိုက်ပါမယ်ချက်ဥကို half fry ပဲကြော်နှစ်ဖက်လာပဲကြော်အဆင်ပြေသလိုကြော်လို့ရတယ်နော်ပြီးရင်တော့ခုနကဝက်ဥချောင်းလေးတွေကိုနည်းနည်းလေးလိပ်ပါမယ်မကတ်အိုးကမတုံးတဲ့ထဲမှာတော့ပါတယ်ဒါပေမဲ့လည်းမတက်နိုင်ဘူးမဝယ်ထားသေးတော့လေနောက်မှပဲကျွေးအိုးကိုပြောင်းသုံးပေးပါမယ်ပြီးရင်နွားနို့လေးထည့်လိုက်မယ်နောက်ပြီးတော့ခုနကခောက်ဆွဲလေးတွေကိုလည်းထည့်လိုက်မယ်ပြီးရင်သူ့အထုပ်ထဲမှာပါတဲ့ဒီအနစ်ထုပ်တွေအမုန့်ထုပ်တွေအကုန်လုံးထည့်လိုက်ပါမယ်အားလုံးထည့်ပြီးတော့ပြီဆိုရင်အပေါ်ကနေ cheese အပြားလေး2ပြားလောက်ထည့်လိုက်မယ် cheese များများကြိုက်ရဆိုရင်လည်းများများထည့်ပေါ့နော်ငကိုကလေးသူကကြတော့သူ့ flavor cheese ဆိုတဲ့အတွက်ကြောင့်မလို့အများကြီးတော့မသုံးလိုက်တော့2ချက်လောက်ပဲသုံးလိုက်ပါတယ်အများကြီးကြိုက်တယ်ဆိုရင်တော့ cheese ကို4ပြားလောက်ထည့်လိုက်ပေါ့နော်အဲ့ဒါဆိုရင်တော့စီစီလေးဖြစ်တာပေါ့နော်ဒါတော့ cheese flavor လေးကို try အောင်လုပ်ကြည့်နေပါတယ်ဒီနေ့ကတော့ပြင်းပြင်းနဲ့ရိုက်တဲ့ vlog လေးဖြစ်ပါတယ်ခောက်ဆွဲပြုတ်တဲ့ vlog လို့ပြောရင်ပုံမှန်ပဲပေါ့နော်ဘေးနားကတော့ pink ဟုံချာအချိုရည်လေးသူကကြတော့လီမွန်တီးအရသာနဲ့ဒီမျိုးခောက်ဆွဲပြုတ်တွေနဲ့စားမယ်ဆိုရင်အရင်လိုက်ပါတယ်နောက်နေ့တွေမှာလည်းဒီလိုမျိုးဟင်းချက်တာတွေတင်ပေးမှာဖြစ်တဲ့အတွက် channel ကို like and subscribe လုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်တက်တာပါရှင်